ဒီနေ့ဗီဒီယိုလေးထဲမှာတော့တခုခုလုပ်ရင်းနဲ့အတန်ဖိုင်လေးတွေနားထောင်ချင်တဲ့သူတွေအတွက်တရုတ်ဘာသာပြန်ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားပါမယ်နော်ဝတ္ထုလေးကတော့1960ခုနှစ်တည်းစီကိုအချိန်ကူးပြောင်းပြီးမှရောက်ရှိလာတဲ့ကောင်မလေးတယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်အခန်း1ကိုပိုင်နေရလို့အမေသားပိုက်စားတယ်တိုက်ခန်းတစ်ခုတွင်လင်းချင်းဟဲ့သည်သူမအိတ်ဆက်ရာကနေမိန်းမောတွေ့ဝေစွာနိုးထလာခဲ့သည်ခဏအကြာတွင်သူမြောက်တပ်ပြင်းတိတိတသာချလိုက်မိသည်သူမကတင်ဘေးကဖုံးကိုကောက်ကင်ပြီးအချိန်ကိုစစ်ကြည့်လိုက်သည်နနက်9 နာရီခွဲခန့်သာရှိသေးပြီးလူနာပြက်ကလေးအရာမေလဖြစ်သည်ဒီအချိန်မှာအပြင်ဘက်ကောင်းကင်ရမှာလင်းချင်းနေပြီလင်းချင်းဟဲ့သည်ကျမဖုန်းကိုတိတ်ဆိတ်စွာပြန်ချထားလိုက်ပြီးနောက်မော်ဆန်သည့်မြင်ကွင်းတစ်ခုဖြစ်ပေါ်လာသည်ဘယ်နေရာကမှမသိပဲသူမလက်ထဲရေတစ်ခွက်ရောက်ရှိလာသည်လင်းချင်းဟဲ့သည်ထိုရင်နှီးခွက်ထဲကရင်နှွေးပုကိုစစ်ကြည့်လိုက်တော့မနေ့ကသူထည့်ထားသလိုပဲဖူနွေးနေစေပင်သူမမျက်လုံးထွက်တင်ဒီအဖြစ်အပျက်ကိုလက်ခံလိုက်ရင်လင်းချင်းဟဲ့သည်မတုံ့ဆိုင်နေတော့ပဲရေချိုးရန်အိယာထားလိုက်သည်သူမသည်တာမန်ရုံးဝန်ထမ်းတဦးသာဖြစ်ပြီးအလုပ်ကြိုးစားသည်လက်ရှိအချိန်တွင်သူမသည်အယောင်မန်နေဂျာတစ်ယောက်ဖြစ်နေပြီသူမသည်တာမန်လူတဦးသာဖြစ်တော့လေမကြာသေးမီကဖြစ်ပျက်ခဲ့သည်များသည်တာမန်မဟုတ်ပေသူမသွားတိုက်နေရင်မှန်တဲကိုကြည့်မိလိုက်တော့သူမမျက်ဝန်းအိမ်အောက်ကအမဲရောင်အကွင်းတွေကိုတွေ့လိုက်ရသည်လင်းချင်ဟဲ့သည်ခေါင်းရမ်းပြီးတပ်ပြင်းချလိုက်သည်သူမနှလုံးသားထဲမှာရှုပ်ထွေးနေစေဖြစ်ပေမဲ့မိတ်ကပ်ပြင်ဆင်ဖို့သူမမမေ့ခဲ့ပါဘူးဒီအကြောင်းကိုပြောရရင်ဘယ်သူမှယုံမှာမဟုတ်ဘူး3 ရက်ဆက်တိုက်သူမကိုအမေလို့ခေါ်ပြီးဖမ်းဆုပ်ထားကအစားအစာတောင်းနေသောကလေးတစ်ယောက်ကိုမြင်မှတ်မိသည်ထိုအိမ်မက်သည်အစစ်အမှန်တစ်ခုလိုခံစားရပြီးတုံးအလာသောသူမအားကြောက်လန့်လူနီးပါဖြစ်သွားမိသည်ပထမတော့သူမသည်မကြာသေးမီကအချိန်ပိုအလုပ်ဆင်းတာများသွားသောကြောင့်ပင်ပန်းလွန်းပြီးထင်ယောင်ထမဖြစ်သည်ဟုထင်သောကြောင့်သူမဂယုမဆိုင်ခဲ့ပေဒါပေမဲ့လည်းဒုတိယညမှာတူညီတဲ့အိမ်မက်တစ်ခုကိုပဲဆက်မှတ်ခဲ့ပါသည်ထိုအိမ်မက်နှင့်အတူစတုရန်10 မီတာခန့်ရှိသောနေရာလက်နေမည်တစ်ခုသူမခန္ဓာကိုယ်ထဲတွင်ပေါ်လာသည်၎င်းသည်သူမ၏လုံးချင်းတိုက်ခတ်နှင့်အရွယ်အစားတူညီသည်ဒါကသူမကိုကြောက်လန့်စေခဲ့သည်ဒါပေမဲ့သူမမှာဝတ္ထုဇလန်းတွေကိုဖတ်ရှုတဲ့အလိအထားကြောင့်ဖြစ်ကောင်းဖြစ်နိုင်သလိုသူမရဲ့လက်ခံနိုင်စွမ်းကအတော်လေးအားကောင်းခဲ့သည်ဟုတ်ပါတယ်ဒါကသူမရဲ့ခိုင်မာလာတဲ့ဇွဲနှပဲနဲ့လည်းသက်ဆိုင်ပါတယ်အတူချုပ်ပြောရရင်သူမမြင်မြန်လက်ခံနိုင်လိုက်သည်သူမ၏ခန္ဓာကိုယ်ပေါ်ရှိနေရာလက်နေမိသည်သူမ၏လက်ဘဝတွင်ရှိသည်တွေးယုံဖြင့်ပင်ထိုအရာကိုမြင်နိုင်သည်ထိုအရာသည်တိုးလောင်တစ်တာတစ်ခုလိုပင်ဖြစ်သည်မင်းညကသူမဟာစမ်းသပ်မှုအနေနဲ့အင်းလေးတစ်ခွက်ကိုနေရာလက်ထဲကိုထည့်ခဲ့ပြီးမနက်ခင်းကသူမထုတ်ယူလိုက်တဲ့ထိုခွက်နဲ့အတူတူပါပဲသူမထည့်ထားခဲ့သောအပူချိန်အတိုင်းပင်လုံးဝမပြောင်းလဲပါဤနေရာတွင်အချိန်စီးဆင်းမှုမရှိကြောင်းတတိပြရင်လုံလောက်ပါသည်အထဲကိုထည့်ထားလိုက်တဲ့အခြေအနေနဲ့အပြင်ကိုပြန်ထုတ်ယူလိုက်တဲ့အခြေအနေကအတူတူပါပဲအခုလေးတင်မဲ့သူမကိုအမေလို့ခေါ်ပြီးတော့ဗိုက်စားတယ်လို့ထပ်ပြောပြန်တဲ့ကလေးလေးကိုအိမ်မက်ထဲမှာပြန်တွေ့သည်ပြီးတော့သူမအိမ်ယာမှနိုးလာသည်ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမမတုံ့ဆိုင်နေတော့ပါသူမရဲ့မသိစိတ်ထဲကနေတခုခုထူးဆန်းသည့်အရာဖြစ်ပွားလာလိမ့်မယ်လို့သတိပေးနေသောကြောင့်ပြင်ဆင်မှုအချို့ကိုပြုလုပ်ရတော့သည်သူမအိမ်မက်ထဲတွင်မြင်မှတ်နေရသောနေရာဟာအလွန်တရာဆင်းရဲဆုတ်ချလာပြီးကဘာပြက်သည့်ပမာဖြစ်နေသောကြောင့်သူမစူးစမ်းလေ့လာကြည့်မိသည်ထိုနေရာတွင်စားနပ်ရိက္ခာများအရန်ရှားပါသည်သူမမြင်လိုက်ရသောမျက်နှာများသည်အလွန်မသေးကွဲလာတော့လေချွင်းချက်မရှိသူတို့ခန္ဓာကိုယ်များဟာ
ပိန်လီနေပြီးတော့အာဟာရမပြေဝမှုကြောင့်သူတို့မျက်နှာများဟာအဝါရောင်တန်းနေသည်သူမ၏ငယ်စဉ်ဘဝတုန်းကလည်းမလွယ်ကူခဲ့ပြီသို့တော့သူမအိမ်မက်ထဲမှာမြင်တွေ့ရသည့်ပတ်ဝန်းကျင်နဲ့နိုင်ရှင်ပါကတရုတ်ပြည်ပြုပြင်ပြောင်းလဲမှုကာလအစပိုင်းတွင်ကြီးပြင်းလာသည့်သူမသည်အစားအသောက်များနှင့်အဝတ်အစားများကပြဿနာတရမဟုတ်ပေသူမအိမ်မက်ထဲလိုလူနေမှုပတ်ဝန်းကျင်မျိုးဆိုတာကိုစိတ်ကူးကြည့်ဖို့မဖြစ်နိုင်ပါဘူးသူမသည်ဝတ္ထုဇလန်းတွေဖတ်ရှုခဲ့တာကအချီးနှီးတော့မဖြစ်ခဲ့ပါလေယခုအချိန်တွင်သူမနေရာလက်နေမိတစ်ခုရှိနေပြီဖြစ်သည်သူမတခြားဘာကိုမှကြိုတင်မပြင်ဆင်ထားခဲ့ရင်ထိုပစ္စည်းယိုရင်းနေတဲ့ခေတ်ကိုမော်တော်တဆပြောင်းရွှေ့သွားရင်ငတ်တည်သွားလိမ့်မယ်လို့သူမထင်သည်ခဏကြာတော့လင်းချင်းဟဲကရေမိုးချိုးပြင်ဆင်ပြီးဖြစ်သည်သူမသည်ဘောပင်နှင့်စာရွက်ကိုထုတ်ကဝေယူရန်လိုအပ်သည့်ပစ္စည်းများကိုစတင်စည်ရင်းပြုစုသည်အခြေခံမိဖို့ကြောင့်သောပစ္စည်း9မျိုးထင်းစံစီစာဘဲငံပြာရည်ရှာလကလက်ဖက်6တို့တွင်ထင်းနှင့်လက်ဖက်6မှလွဲ၍ကျန်တာအလုံးကိုဝေယူပြင်ဆင်ထားရမည်အဲ့ဒီထဲမှာစံနှင့်စီကထိတ်တန့်ဥစားပေဖြစ်သည်လင်းချင်းဟဲသည်ထင်းနှင့်လက်ဖက်6နေရာတွင်တကြားညွန်နှင့်တကြားခဲတို့ကိုအစားထိုးလိုက်သည်တကြားဖြူကမလိုအပ်ပါထိုနေရာတွင်တကြားခဲတို့ကိုအစားထိုးဖို့လုံလောက်တယ်ကျက်ဥများကိုဝယ်ယူရန်စီးရင်ထဲထည့်မှတ်လိုက်တယ်အိမ်မက်ထဲကလူနေရာမျိုးမှာကျက်ဥလိုအရာမျိုးတွေကပိုင်ဆိုင်မှုငွေကြေးဥစ္စာလိုအဖို့တန်သည်ကျက်ဥအပြင်အသားများလည်းပါဝင်သည်ဘလို့အသားကိုပဲဖြစ်ဖြစ်သူမအချို့ကိုတော့ဝယ်ယူထားရန်လိုအပ်သည်ထို့အပြင်အရေးပေါ်အခြေအနေများအတွက်ဈေးဝါးများအေးမီပျောက်စီများဖိုးရောင်ခြင်းနှင့်ဝမ်းလျှောခြင်းတို့အတွက်ပြင်ဆင်ဝယ်ယူထားရန်လိုအပ်သည်ပြီးတော့အကိုက်အခဲအမျိုးမျိုးနဲ့တန်ရာများအတွက်လည်းဆေးအစီနဲ့လိမ့်ဆေးစီများဝယ်ယူဖို့လိုအပ်သည်ထိုအရာများကိုဝယ်ယူရာတွင်တစ်တာတနေရာစာလိုအပ်ပြီးတော့နေရအကျယ်ကြီးယူမှာမဟုတ်ပါလိုအပ်တာများကိုရေးမှတ်ပြီးတဲ့အခါမှာလင်းချင်းဟန်ကစားနပ်ရိက္ခာများလုံလောက်လူနီးပါဖြစ်နေပြီလို့ခန်းစားလိုက်ရသည်နောက်တော့မှကျန်တာတွေကိုဖြည့်ရရမယ်အဲ့ဒီမှာဤသလားဆိုတာမသိပေမဲ့အနည်းထဲတွေကိုပြင်ဆင်ထားရမယ်မှုရတွေကိုလည်းပြင်ဆင်ထားရမယ်အိမ်မက်ထဲကသူမမြင်လိုက်ရသောနေရာသည်အယောင်ဆုံးမဟုတ်ပဲမိခိုးရောင်နဲ့အဖြူရောင်များကိုသာမြင်မှတ်တာဖြစ်သည်အယောင်လုံးဝမပါရှိပြီဒါတွေကိုတွေးပြီးနောက်သူမမှာအကောင်းမြင်စိတ်ရှိနေသေးပေမဲ့တပြင်းမောက်ကိုမုတ်ထုံးလိုက်သည်နောက်တက်လိုအပ်မိပစ္စည်းများကိုထပ်ထည့်လိုက်သည်သူမကိုပိုင်ပစ္စည်းအချို့ကိုလည်းထပ်ထည့်လိုက်ပြန်သည်ကုန်ပစ္စည်းများကအရေးကြီးတော်လဲသူမတကူရီတုံးအမျိုးသမီးပစ္စည်းအချို့ဝယ်ယူပြီးထည့်သွင်းရန်နေရာတိတက်ချန်ထားခဲ့လိုသည်ကုန်ပစ္စည်းများစွာကိုခြာရေးထားသည်မှာစာမျက်နှာအနည်းငယ်ခန့်ရှိသည်သူမမှာဝယ်ယူရန်ဘာမှမချန်တော့ကြောင်းတေချာအောင်အပြန်လန်စစ်ဆေးကြည့်ပြီးနောက်တပြင်းချမိသည်ထို့နောက်သူမ၏စုဆောင်းငွေကိုစတင်ရေးတွက်ကြည့်လိုက်သည်အကျဉ်းအနည်းငယ်ခန့်ရေးတွက်ပြီးနောက်သူမ၏စုဆောင်းငွေမှာယွမ်9000သာရှိသည်ဘွဲ့ရပြီးနှစ်အနည်းငယ်အကြာမှာဌာနတစ်ခုရဲ့မန်နေဂျာဖြစ်ခဲ့သောသူမအတွက်ဤစုဆောင်းငွေမှာတော်တော်လေးနည်းပါလာသည်ဒါပေမဲ့နေ့ရက်တိုင်းမှာသူမရဲ့အသုံးစရိတ်ကမနည်းတဲ့အတွက်အခြားနည်းလမ်းမရှိခဲ့ပါဘူးအလှကုန်ပစ္စည်းဆိုတာမရှိမဖြစ်ပစ္စည်းတစ်မျိုးပါပဲမကြခဏဆိုသလိုသူမဤသူငယ်ချင်းများနဲ့ဈေးဝယ်ထွက်တာကပတ်စံမကုန်မဲနေမှာလေလက်ရှိသူမထံမှအတိတ်မှအရေးကိုရှာမတွေ့နိုင်တော့ပါသူမသည်မိဘများကဆွန့်ပစ်ထားခဲ့သောမိဘမဲ့မိန်းကလေးတူဖြစ်သည်ငယ်ငယ်ကတည်းကကျေးလက်ဒေသမှာအဖွားဖြစ်သူနဲ့ကြီးပြင်းခဲ့သည်ဒုတိယနှစ်ကောလိပ်ကျောင်းသူဘဝမှာအဖွားဖြစ်သူဆုံးပါသွားခဲ့သည်ထို့အချိန်မှစ၍ကောလိပ်မှာပွဲရသည့်အထိအလုပ်ရှာခဲ့ရသည်ဘဝကမလွယ်ကူပေမဲ့သူမရှင်သန်နိုင်ခဲ့သည်ယခုသူမသည်အလွန်ကောင်းမှုစွာနေထိုင်နိုင်ခဲ့သည်မူလကသူမသည်ကိုပိုင်အိမ်ဝယ်ယူရန်ပတ်စံစုဆောင်ကကုန်ကျစရိတ်အချို့ကိုချွေတာပြီးလာရောင်ဖြူအဖွဲ့တွင်မပါဝင်တော့ရန်ကြိုးစားခဲ့သည်သူမလက်ထက်တွင်ငွေသားယွမ်2000ကျော်နှင့်ကတ်ထဲတွင်ယွမ်9000ကျော်စုစုပေါင်းယွမ်9200ကျော်ရှိနေသေးသည်တတဲ့ပြောရရင်သူမဟာအွန်လိုင်းပေါ်မှာမီနီဘတ်တစ်စီးကိုငှားရမ်းခဲ့သည်ကောလိပ်ကျောင်းစတက်ပြီးအလုပ်စလုပ်ကြတဲ့ကရင်မောင်းလိုက်စင်ရခဲ့တယ်အဲ့ဒီကတော့
အဲ့ဒီတုန်းကတော့ကားမောင်းသမားတယောက်အနေနဲ့ဝင်ငွေနည်းနည်းရှာချင်ခဲ့တယ်နောက်ပိုင်းမှာပတ်စံနည်းနည်းလေးရပြီးတော့အခက်အခဲတွေအများကြီးရှိတာကိုမကြိုက်နေတဲ့သည့်အတွက်သူမဆက်မမောင်းတော့ပြီမီနီဘတ်စ်ကိုအငှားချထားမဲ့သူကတော့လူငယ်လေးတစ်ယောက်ပါပဲသူ့မွေးရမြေကိုရက်အနေငယ်ပြန်သွားချင်တာကြောင့်ငားဖို့စီစဉ်ခဲ့တာပါမူလကဒါကိုငားရမ်းလူကြောင့်သာတင်ယုံတင်ထားခဲ့ပြီးတစုံတဦးကအမှန်တကယ်ငားရမ်းလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပြီးလင်းချင်ဟဲကသူ့ကိုဆက်သွယ်ပြီးအရေးတကြီးလိုအပ်နေကြောင်းကြားသိရပြီးနောက်ထိုကားလေးကိုမောင်းထုတ်လာခဲ့သည်ငားရသည့်နေရာကတိတ်မဝေးတော့နောက်တဲ့10မိနစ်လောက်ကြာမှပဲလင်းချင်းအိမ်ရောက်သို့ရောက်လာခဲ့သည်လင်းချင်းဟဲသည်ငားရခစပုံငွေကိုအွန်လိုင်းမှာပေးချေပြီးတော့ကြောင့်ထပ်မံပြီးဆောင်ရန်မလိုတော့ပါဒူမမီနီဘတ်စ်ကားကိုမမောင်းတော့တာအချိန်ကြာမြင့်ခဲ့ပြီဖြစ်တော့လေအလွန်ချောင်းမွေ့စွာမောင်းနိုင်ဖို့တိတ်ပြီးမှမကြိုးစားလိုက်ရပြီမီနီဘတ်စ်သည်အနေငယ်ဟောင်းနှွမ်းတော့လေထိုင်းကုန်တန်းနောက်တွင်နောက်ထပ်ထိုင်းကုန်တန်းတစ်ခုသာရှိသည်ကုန်ပစ္စည်းများကိုတည်ယူနိုင်သည့်မီနီဘတ်စ်ဖြစ်လာရန်နောက်ဆုံးကုန်တန်းကိုဖျက်သိမ်းလိုက်ရသည်လင်းချင်းဟဲ့သည်အလွန်ကျဉ်းနဲ့အားရသွားသည်သူမနဲ့ကတောက်ကဆဖြစ်တဲ့ရင်ပိုင်ရှင်ကသူမအိတ်ကိုတည်ပြီးလမ်းပေါ်သို့လွှင့်ပစ်လိုက်သည်သူမမနက်စာမစားရသေးတာမို့ရံမဖြစ်ခင်မနက်စာအရင်စားလိုက်တာပိုကောင်းလိမ့်မည်ဒီမနက်စာဆိုင်ကသူမနေထိုင်ခဲ့တဲ့တိုက်ခန်းကနေ10မိနစ်လောက်မောင်းရသည်ခရီးကဒူတောင်းသည်လင်းချင်းဟန်သည်သူမကအစားကောင်းကြိုက်သူတူဦးဖြစ်ကြောင်းတတိပြုမိသည်ဒါပေမဲ့ဒီနေရာကအလုတ်သွားရလမ်းမှာမရှိတော့ကြောင်းဒီနေရာကိုမကြာခဏမရောက်နိုင်ပါဘူး